တနေ့မှာဘယင်ကြီးကတိုင်းကန်းလှဲ့လေနေတော့ညံကြီးရှင်လူအယူလူတယောက်ကနန်းတော်တဲ့ကိုရောက်လာပါတယ်ဘယင်ကြီးမရှိခိုက်မှာအဲ့လူကဘယင်ကြီးရဲ့ရာဇပလင်ကလတ်ထိုင်ပေါ်ကိုတက်ထိုင်လိုက်ပါတယ်ဒါကိုမြင်တဲ့နန်းတော်ဆောင်တွေကအရန်ဒေါသထွက်ပြီးမင်းလိုအယူကဘယင်ကြီးရဲ့ပလင်ပေါ်တက်ထိုင်ရမလားဆိုပြီးအဲ့လူကိုဝိုင်းပြီးရိုက်နှက်ပြီးပလင်ပေါ်ကနေဆွဲချလိုက်ပါတယ်အဲ့လူကနာကျင်လွန်းလို့အကျယ်ကြီးငိုနေပါတယ်အဲ့ဒီအချိန်မှာဘယင်ကြီးပြန်ရောက်လာပြီးမေးလိုက်ပါတယ်မင်းပါလို့ဒီလောက်အကျယ်ကြီးငိုနေရတာလဲစစ်တီများကအရှင်မင်းကြီးဒီအယူကအရှင်မင်းကြီးရဲ့ပလင်ပေါ်တက်ထိုင်လို့ကျွန်တော်တို့ရိုက်လိုက်တာပါဘယင်ကြီးကအဲ့လူကိုတနာပြီးကဲမငိုပါနဲ့တော့သူတို့ရိုက်တာနာသွားလို့လားလို့နှစ်သိပ်ပေးပါတယ်အဲ့ဒီမှာညံကြီးရှင်လိုအယူလိုလူကမျက်ရည်တွေကိုတုပ်ပြီးဘယင်ကြီးကိုခက်တိတိနဲ့ပြန်ပြောလိုက်တာကတော့အရှင်မင်းကြီးကျွန်တော်ကရိုက်ခံရလို့ငိုနေတာမဟုတ်ပါဘူးကျွန်တော်ကဒီပလင်ပေါ်မှာ9မိနစ်လောက်တက်ထိုင်မိတာတောင်ဒီလောက်အရိုက်ခံရရင်ဒီပလင်ပေါ်မှာနှစ်ပေါင်းများစွာထိုင်နေတဲ့အရှင်မင်းကြီးအတွက်ငရဲမှာဘလောက်တောင်အနှိမ့်ဆက်ခံရမလဲဆိုတာကိုတွေးပြီးအရှင်မင်းကြီးအတွက်တနာလို့ငိုနေတာပါဘယင်ကြီးဟာဒီစကားကိုကြားလိုက်ရတဲ့အခါတုန်လှုပ်သွားပြီးသူ့ရဲ့အာဏာဟာတာဝန်ဘလောက်ကြီးမားကြောင်းနဲ့ဘလောက်ကြောက်စရာကောင်းကြောင်းသတိဝင်သွားပါတော့တယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင် My take